လူတွေနဲ့စကားပြောတဲ့အခါဒါမှမဟုတ်သူတို့စီကတခုခုတောင်းဆိုတဲ့အခါသူတို့ရဲ့မသိစိတ်ကိုထိန်းချုပ်လို့ရရင်ဘယ်လောက်ကောင်းမလဲလို့တွေးပူးကြလားဒီနေ့ဗီဒီယိုလေးမှာသိပ္ပံနည်းကျသက်သေပြထားတဲ့လက်တွေ့ဘဝမှာချက်ချင်းအသုံးချလို့ရမယ့်စိတ်ပညာလက်ကွက်၅ခုကိုပြပြသွားမှာဖြစ်ပါတယ်နောက်ဆုံးအချက်ကလူတိုင်းသိချတဲ့အရေးကြီးဆုံးအချက်ဖြစ်မယ်ထင်ပါတယ်ပထမဆုံးတစ်ချက်က the silent power တိတ်ဆိတ်ခြင်းရဲ့စွမ်းအားပေါ့သင်ကတစုံတစ်ယောက်ကိုမိကွန်းတစ်ခုမေးလိုက်လို့သူတို့ကပြန်ဖြေတာမပြည့်စုံဘူးလို့ခံစားရရင်သူတို့ကိုထပ်မမေးပါနဲ့တဲ့သူတို့ရဲ့မျက်လုံးကိုပဲစိုက်ကြည့်ပြီးခဏလောက်nhìnနေလိုက်ပါလူတဘာဝရဒီလိုတိတ်ဆိတ်မှုကအနေရခက်တယ်လို့ခံစားရပြီးအဲ့ဒီတိတ်ဆိတ်မှုကိုဖြည့်ဆည်းဖို့အတွက်သူတို့သိထားသမျှအမှန်တရားတွေကိုထပ်ဖြည့်ပြီးပြောပြလာပါလိမ့်မယ်လို့ဆိုထားပါတယ်ဒုတိယအချက်က The Benjamin Franklin Effect ကိုညီတောင်းတဲ့နည်းပေါ့ထူးဆန်းတာကလူတစ်ယောက်ကတင့်ကိုသဘောကျလာအောင်လုပ်ချင်ရင်သူ့ကိုလက်ဆောင်ပေးရချက်သူစီကနေအကူအညီသေးစားလေးတစ်ခုအရင်တောင်းကြည့်ရမယ်လို့ပြောပါတယ်ဥပမာခဏလောက်ကူညီပေးပါဦးဒါမှမဟုတ်ခဲရန်လေးခဏငားပါလားစသဖြင့်ပေါ့သူကတင့်ကိုကူညီလိုက်တဲ့အခါသူ့ရဲ့မသိစိတ်ထဲမှာငါဒီလူကိုကူညီတယ်ဆိုတော့သူကလူကောင်းဖြစ်ရမယ်ငါသူ့ကိုသဘောကျလို့ကူညီတာနေမှာဆိုပြီးသူ့ဘာသာပြန်ဖြောင်းပြသွားတတ်ကြတယ်တတိယအချက်ကတော့ mirroring technique ပုံတူကူးတဲ့နည်းလူတွေဟာသူတို့နဲ့ဆင်တူတဲ့သူတွေကိုပို့ပြီးယုံကြည်တတ်ကြပါတယ်တင်စကားပြောနေတဲ့သူရဲ့ကိုဟန်အနေထားလက်လှုပ်ရှားမှုဒါမှမဟုတ်စကားပြောတဲ့လေတံကိုအသားအရာလေးလိုက်လုပ်ကြည့်ပါတိတာလုံးအောင်တော့မလုပ်နဲ့ပေါ့ဒါမျိုးလုပ်တာဟာသူတို့နဲ့တင့်ကြမှာယဉ်ကျေးမှုကိုမြန်မြန်ဆန်ဆန်တည်ဆောက်ပေးနိုင်မယ်လို့ပြောထားပါတယ်စတုဒ္ဒအချက်က the choice illusion ရွေးချယ်မှုအမှားလေးတွေပေးတဲ့နည်းပေါ့တစုံတစ်ယောက်ကိုအလုပ်တစ်ခုခုခိုင်းနေတဲ့အခါလုပ်မလားမလုပ်ဘူးလားလို့မေးရချက်ရွေးချယ်စရာနှစ်ခုပေးလိုက်ပါတဲ့ဥပမာအင်စာကိုအခုပဲလုပ်မလားဒါမှမဟုတ်7မိနစ်နေရင်လုပ်မလားဆိုတာမျိုးပေါ့ဒါဆိုရင်သူတို့ရဲ့အုံနောက်ကမလုပ်ဘူးဆိုတဲ့ရွေးချယ်မှုကိုမစင်စားတော့ပဲဘယ်အချိန်မှလုပ်ရမလဲဆိုတဲ့အပေါ်မှာပဲအာရုံရောက်သွားပါလိမ့်မယ်တဲ့နောက်ဆုံးအချက်ကတော့ the recency effect အစနဲ့အဆုံးပေါ့လူတွေဟာဗီဒီယိုတစ်ခုဒါမှမဟုတ်တွေ့ဆုံမှုတစ်ခုရဲ့အလယ်ပိုင်းတွေထက်အစပိုင်းနဲ့အဆုံးသက်ပိုင်းကိုပိုပြီးမှတ်မိတတ်ကြပါတယ်ဒါကြောင့်သင်ဟာအလုပ်အင်တာဗျူးသွားဖြစ်မယ်ဆိုရင်အင်တာဗျူးမဲ့သူတွေရဲ့စိတ်ထဲမှာမှတ်မိနေစေဖို့အတွက်အစောဆုံးလူဒါမှမဟုတ်နောက်ဆုံးလူအဖြစ်သွားရောက်ဖြစ်ဆိုတာကပိုပြီးထိရောက်မှုရှိစေမှာပါဒီအချက်တွေကဘယ်အချက်ကအသင်အတွက်အသုံးဝင်ဆုံးလဲဆိုတာကွန်မန့်မှာရေးခဲ့ပါဦးနော်ဒီလိုမျိုးဘူးတုဒ္ဒတွေအမြဲရဖို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်